ဒီတစ်ပတ်မှာတော့အပူရှောင်တတိယပိုင်းကျွန်တော်ဆွေးနွေးသွားပါမယ်။ဘာလို့ဆွေးနွေးမလဲဆိုတော့ကျွန်တော်တို့ကအညာမှာမိတ္တလာခရိုင်ဝန်းမြို့မှာကြီးပြင်းခဲ့တာ။ကျွန်တော်တို့အမေတို့ရွာတောင်ပေါ်ရွာတကယ်ပူမပူချစ်တော့ဘာပင်မှမရှိနေလာကြတာ။ဒါပေမဲ့ကျွန်တော်တို့ရှိမှာအရန်ပူလုံး heat stroke ရတယ်အပူရှက်တယ်ဆိုတာမရှိသလောက်ရှားပါတယ်။ဘာဖြစ်လို့လဲအညာသားတွေကနေရထိုင်တတ်ရှိသွားပြီ။နောက်တစ်ခုဒီနေ့မှာကြုံလုံးပြောချင်တာပူထဲမှာသွားပြီးအလုတ်ကျန်းလုံနေတဲ့လူတွေကသူတို့ကချွေးရန်ထွက်အောင် mechanism လုပ်ပေးထားတယ် acclimatization လို့ခေါ်တာပေါ့ချွေးတွေထွက်တော့ချွေးတွေထဲမှာအပူတွေပါကုန်တယ်ဒါပေမဲ့တစ်ခုပဲ queue ဆိုင်မှာချွေးထွက်တဲ့မှာဆိုဒီယမ်တွေပါသွားတော့ပြန်ဖြည့်ပေးရမယ်အဲ့တော့ဒီပြင်လဲကျွန်တော်တို့အညာမှာအပူရှောင်တဲ့နီးစနစ်ကျွန်တော်အဖွားတွေကကျွန်တော်တို့မနေ့10နာရီကျော်ရင်ရေမချိုးအောင်ညနေ9နာရီမကျော်ရင်ရေမချိုးအောင်10နာရီနဲ့9နာရီကြာမချိုးအောင်ဘာလို့အရန်ပူတဲ့အချိန်မှာရေချိုးလိုက်ရင်ကိုယ်ခန္ဓာတစ်ခုလုံးမှာရှိတဲ့အရေပြားမှာရှိတဲ့ vessel တွေကကျုံသွားပြီးတော့ချွေးမထွက်တော့ဘူးအဲ့မှာချွေးငုတ်သွားတော့မချိုးရနောက်တစ်ခုကအပူတွေကပြန်လာရင်ရေခဲရေမတော့ရေခဲမုတ်မစားရအေးဘာမှမတော့ရဟိုတော့ဒီလိုပဲနားလိုက်နာခဲ့ရတာဗောလေအဖွားတွေပြောတော့ဒါပေမဲ့အခုတေချာပြန်စမ်းကြည့်အဲ့ဒါမှန်တယ်ဆိုဘယ်လိုဆိုသိပ္ပံနည်းကျစမ်းသပ်ထားတာရှိတယ်လူတယောက်ရဲ့လက်မှာသွားတဲ့သွေးကြောလေးတွေနှစ်ဖက်လုံးတိုင်းထားတယ်ဒီကရေခဲရေတောက်လိုက်တယ်ရေခဲရေဝင်သွားပြီဆိုတော့ ਨੇ reflex vasoconstriction ကိုသွေးကြောတွေကဒီကအေးထိတာနဲ့ခန္ဓာကိုယ်ရဲ့ response သွေးကြောတွေညှစ်ပလိုက်တယ်သွေးကြောတွေကျုံပလိုက်တယ်အဲ့ကမှချွေးမထွက်တော့ခုနကကျွန်တော်ပြောတာကိုကျင်းပြန်ပြောပြသည်သွေးကြောလေးတွေအရေပြားတွေကသွေးကြောလေးတွေ dilate ဖြစ်နေတယ်ကျဲနေတယ်ဆိုမှချွေးရထွက်မယ်ကျုံသွားတယ် vasoconstriction ချွေးမထွက်တော့အဲ့တော့ရှေ့မှာလည်းပြောခဲ့တယ်ခန္ဓာကိုယ်တွေကအပူတွေထုတ်တာမှာအကောင်းဆုံးနည်းစနစ်တွေကချွေးပဲချွေးကိုတိတ်လို့ဘာမှမရအောင်နောက်တစ်ခုအညာမှာပင်ဒီဖြော့လေးအဖြူဖြော့လေးလက်ရက်အဲ့လိုအင်ကြီးတွေပဲဝတ်ကြတယ်ဝတ်ပြီးတော့ကျဲသေးဆိုတာပြီးတော့အင်ကြီးလေးဝတ်ထားတော့ချီတယ်တွေပိုလီအက်သလင်းတွေနိုင်လွန်တွေအင်ကြီးတွေဆိုတာလို့မဟုတ်ဘူးလက်ရက်အင်ကြီးတွေကကြားလေးလေလေးတွေကလည်းစိတ်ဝင်တယ်အဲ့မှာယူနေချမ်းလေးကတကုံလေးနည်းနည်းတောက်နေခင်မှာချွေးလေးစို့ပြန်ပြီးတော့ချွေးလေးကတကူလုံးထွက်ပြီးသူ့ဘောက်သူအပူထုတ်တဲ့နီးစနစ်ကသူ့ဘောက်သူရှိပြီးသားဖြစ်တယ်အဲ့တော့အဲ့ဒါလည်းကောင်းတဲ့နီးစနစ်နောက်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပန်ငါလေးလုံးဝမလို့ပန်ငါလေး convection နဲ့အပြင်လေထုက42ဒီဂရီကိုယ်ခန္ဓာကိုယ်က39ပန်ငါလေးလှည့်ပြီးတော့42ကနေ39နဲ့အပူတွေစီးဝင်တော့ပိုဆိုးကုန်မှာပေါ့ဒီလိုနီးစနစ်တွေဟိုအညာလူတွေကကျင့်သုံးခဲ့တာရှိတယ်အဲ့တော့ရှေးလူကြီးတွေပြောခဲ့တာပဲဆိုပြီးတော့ကိုကငါကုကိသိပ္ပံပညာသမားဆိုပြီးနေပါနဲ့ရှေးလူကြီးတွေကလည်းစဉ်းစားတွေးခေါ်ပြီးတော့မျှော်မြင်တဲ့အကြံဉာဏ်ပေးခဲ့တာပဲဒါကြောင့်မလို့ကျွန်တော်တို့အညာမှာ heat stroke ဖြစ်တဲ့ရွာတွေမှာဘူရှက်တယ်ဆိုတာမရှိပါဘူးတစ်ချက်ကသူတို့က acclimatize ဖြစ်နေလို့သူတို့ချွေးတွေကထွက်တာပိုများလို့သူတို့ရဲ့နေထိုင်စားသောက်ပြုမှုပုံအကုန်လုံးကလည်းသိပ္ပံနည်းကျစနစ်ကျအပူရှောင်နည်းစနစ်တွေဖြစ်လို့ဒီချက်လေးတွေကိုလည်းလိုက်နာသင့်ပါတယ်လို့ကျွန်တော်ပြောရင်ဒီကုန်းချုပ်ပါ